မိမိတို့အိမ်မှာအသုံးပြုရန်မိသားစုတစုစာလုံလုံစွာတောက်သုံးရနိုင်မဲ့တောက်ရည်တန်းဆော့ကိုရှာဖွေနေတယ်ဆိုလို့ရှိရင်နော် Safari ကိုသာအရောက်လန်းလာခဲ့လိုက်နော်လူရေကတော့အနေငယ်ပဲရှိတယ်ရေတန်းဆက်ကလည်းတဆင်ကျင်နေဆိုတဲ့လူကြီးမများအတွက်ယခုလိုအိမ်သုံးရေတန်းဆက်လေးတွေကိုရေးချဲတင်ပါတယ်ယခုတစ်ခါမှာတော့ Safari မန္တလေးရုံးခွဲကြီးကနေမန္တလေးမြို့ရှိ customer တဦးနေအိမ်မှာတနာရီ15လီတာကြာတောက်ရေတန်းဆက်ကိုတဆင်ပေးခဲ့ပါတယ်မြေနေရအခြေအနေမတူညီမှုအပေါ်ရေထဲမှာပါဝင်တဲ့ထုံးတန်းအနေတဲ့နဲ့အမှုံများပါဝင်မှုမတူညီနိုင်တာကြောင့်မို့လို့ filter များထည့်သွင်းအသုံးပြုရလို့တက်ဆင်ရမယ့်ပုံစံများကလည်းမတူညီနိုင်ပါဘူးရှင်ယခုတဆင်ပေးခဲ့တဲ့စက်တစုံစာမှာတနာရီ15လီတာကြာတောက်ရေတန်းဆက်ထုံးစစ်အိုးအနေစစ်အိုးပိုးတက်မိကြောင်း100လီတာရေလောင်ကိုစာကြံစာပုံထုံတိုင်းစစ်ရေပိုက်ဆက်ပစ္စည်းနဲ့အရောက်သက်စင်ကအပါအဝင်စုစုပေါင်း330နဲ့3000ကျပ်ကျတင်ခဲ့ပါတယ်ရှင်။ Safari မှာလူကြီးမင်းတို့အလိုရှိတဲ့ရေတက်ဆက်ပစ္စည်းများအမျိုးအစားစုံလင်စွာရရှိနိုင်တဲ့အပြင်အပိုပစ္စည်းများကိုလည်းဝယ်ယူရရှိနိုင်ပြီးရန်ကုန်မန္တလေးနဲ့တောင်ကြီးမြို့တို့မှာရုံးခွဲများဖွင့်လှစ်ထားကမြန်မာနိုင်ငံတနိုင်ငံလုံးကိုရေတန်းဆက်များပို့ဆောင်တက်ဆင်ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ Safari တန်ရှင်းသောရေကျန်းမာသောဘဝ